ကောင်းကင်မွန်ကနေငယ်ပဲပြီးကိုတိုက်လိုက်ပြုတ်ကျသွားခဲ့တဲ့အမျိုးသမီးတရားလေးဇလန်းလေးပါပဲ။သူမကခင်မွန်ဖြစ်သူနဲ့သူယောကမဝီစီအလဲသွားဖို့ပဲရည်ရွယ်ခဲ့တာပဲ။ဒီခီးစဉ်ကသူမရဲ့ဘောပါကူတစ်စစ်ချိုးပြောင်းနေပြလိုက်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူး။ဗတိကအမေရိကန်သူကိုယုံကြည်မှုအပြည့်ရှိပြီးလွတ်လပ်မှုကိုမြန်နိုးတဲ့အမျိုးသမီးတယောက်ပါ။ဒါပေမဲ့သူမခင်မွန်ရဲ့ဇာတိမြေကတော့အမျိုးသမီးတွေခေါင်းမော့တွေတောင်လမ်းမလျှောက်နိုင်တဲ့နေရာတစ်ခုဖြစ်နေပါတယ်။လေရင်ဘောကစင်းချင်းမှာပဲယောကမော့တွေကသူမလက်ထဲကိုအထူးလက်ဆောင်ဆိုပြီးတစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့မျက်လုံးပဲဖော်ထားရတဲ့တကူလုံးခြုံရတဲ့ဝတ်စုံကြီးပါပဲ။ဘေးပတ်ဝန်းကျင်ကအမျိုးသမီးတွေလည်းဒီလိုပဲဝတ်ထားတာကိုမြင်လိုက်ရတော့ဒီအမျိုးသမီးလေးခမအသက်ရှူရတာကြက်တလို့နဲ့စိတ်ထဲမှာမလုံမလဲဖြစ်လာပါတော့တယ်။သူမကခင်မုန်းကိုဒါကိုမဝိရင်ဘာဖြစ်မလဲလို့မေးလိုက်တဲ့အခါအဖမ်းခံရလိမ့်မယ်လို့သူတို့ကပြောနေတယ်ဆိုတဲ့အဖြေပဲရခဲ့ပါတယ်။အချင်းကြီးကဘလောက်တောင်စိုးနေပြီလဲဆိုတာသူမခံစားမိနေပေမဲ့ဝစ်စံအောက်ကနေစပြန်အနှဲငယ်ထွက်နေကနေတင်လက်နက်ကွိုင်စစ်သားတွေဝိုင်းထားတာကိုခံလိုက်ရပါတယ်။အဲ့ဒီချိန်ကျမှတဲ့ဒီနေရာမှာစီးကန်းဆိုတာအသက်နဲ့အသေးကြားကစီးတကူဖြစ်နေမှန်သူမကောင်းကောင်းနားလေသွားပါတော့တယ်။သူမရဲ့ခင်မုန်းကတော့အားမပေးနိုင်ပဲဒီမှာကဝစ်စားစင်ရင်မှုစီးကန်းတွေကအရန်တင်းကျက်တယ်လို့ပဲခက်အေးအေးပြောနိုင်ရှာပါတယ်။အဲ့ဒီချိန်မှာပဲသူမရဲ့နှလုံးသားထဲကိုကြောက်စိတ်တွေကအကုန်ဆိုးမိုးသွားပါတော့တယ်။ခင်မုန်းရဲ့အကိုကလည်းဘေးကနေသူမကိုအော်ဟောင်းနေတာကြောင့်ရောက်ချင်းမှာပဲဗတ်တီတယောက်နောင်တတွေနဲ့ပြိနှတ်ထွားထဲပါတယ်။ဒါကအစပဲရှိပါသေးတယ်။အိမ်ရောက်တဲ့ပထမဆုံးနေ့မှာပဲဝစ်စုံမချုံပဲသမင်းစားလို့ဆိုပြီးအကြည့်စူးစူးတွေနဲ့အကဲခတ်ခံရပြန်ပါတယ်။အမေရိကန်မှာတော့သူမကြိုက်တဲ့အချိန်ထားကြိုက်တဲ့အချိန်ရေချိုးကြိုက်တာဝတ်လို့ရပါမယ်ဒီမှာတော့ရေချိုးတာကစမစင်ကြေဘူးလို့သတ်မှတ်ခံရပြီးအပြေထွက်ရလဲတကူလုံးကိုအဝတ်နဲ့ပတ်ထားရပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကသူမကိုတန်ကျိုးနဲ့ခြီထားသလိုလေးလံထိုင်းဝိုင်းနေစေတာပေါ့ခဏလေးပဲလာလေလို့ထင်ထားပြီးမြဲခင်မွန်းဖသူကသူမရဲ့ဘဝကိုရိုက်ချိုးလိုက်မှဆုံးဖြတ်ချက်တစ်ခုကိုရုတ်တရက်ကြီးညာလိုက်ပါတယ်ငါတို့ပြန်မသွားတော့ဘူးအီရန်မှာပဲအခြေချနေထိုင်တော့မယ်အမေရိကမှာငါတို့ဘာမှမရှိတော့ဘူးတဲ့မဖြစ်နိုင်တာကျမဒီမှာမနေနိုင်ဘူးရှင်ကျမကိုအသေးချက်မထားနိုင်ပါဘူးလို့ဘတ်တီကအော်ဟစ်ငင်းဆန်ပြီးမြင်သူမတီးခဲ့တဲ့နူးညံ့တိမ်မွေးတဲ့ခင်မွန်းကတော့ကညအတွင်းချင်းမှာပဲသူမရဲ့ကံကျမကိုထိန်းချုပ်မဲ့အာနာရှင်တယောက်ဖြစ်သွားပါတော့တယ်သူကသူမရဲ့နိုင်ကူလက်မှတ်နဲ့ပိတ်ဆန်တွေကိုတင်စီးလိုက်ပါတယ်ရောက်ခမတွေကိုတိုင်တော့ပြီးမြင်လဲဘသူကမှမကူညီတဲ့အပြင်သူမကိုတော့ပြန်ဆူးကြပြီးခင်မွန်းဖြစ်သူကိုလည်းဇနီးကိုတေးသေးချာချာမဆုံးမကောင်းလားဆိုပြီးအဖြစ်တင်ကြပါတယ်အဲ့ဒီချိန်ကျမှပဲဒီနေရာမှာသူမဟာဇနီးတယောက်မဟုတ်ပဲပိုင်ဆိုင်မှုပစ္စည်းတစ်ခုလိုပဲဖြစ်နေမှန်းသိလိုက်ကြပါတော့တယ်တကယ်တော့ဒီလူကအမေရိကန်မှာတော့ကအလုပ်ပြုတ်ပြီးလုပ်ဖို့ကိုင်းထွက်ရဲ့အနှင်ခံရတဲ့ရှုံးနှင်းတယောက်ဖြစ်ပါတယ်ဒါပေမဲ့အီရန်မှာတော့သူကမိသားစုရဲ့အရှင်သခင်ဖြစ်နေပြီးဇနီးနဲ့သမီးကသူ့စကားကိုမေးခွန်းမထုတ်ပဲနာခံရပါတယ်ဒါပေမဲ့ဘက်တီကရှုံးမပေးခဲ့ပါဘူးအီရန်မှာအမေရိကန်တန်ရုံကြီးမရှိတာကြောင့်သမီးလေးကိုခိုးထုတ်ပြီးဆွစ်ဇာလန်တန်ရုံကြီးကိုအကူအညီတောင်းဖို့သွားခဲ့ပါတယ်ဒါပေမဲ့အဖြေကတော့စိတ်ပျက်စရာပါပဲအီရန်မျိုးသားငယ်လက်ထွက်ထားရင်အလိုလျောက်အီရန်နိုင်ငံသားဖြစ်သွားတာကြောင့်ခင်မိုးရဲ့ခွင့်ပြုမှုမပါပဲဘယ်မှသွားလို့မရသလိုကလေးအပေါ်မှာလည်းဘာအခွင့်အရေးမှမရှိဘူးလို့သိလိုက်ရပါတယ်ပြန်စရာနေရာမရှိတော့တဲ့ဒီသားမီးနဲ့အိမ်ပြန်လာတဲ့အခါမှာတော့ခင်မိုးရဲ့လက်သီးချက်တွေကစောင့်ကြိုနေပါတယ်နောက်တစ်ခါထပ်ကြိုးစားရင်မင်းကိုတပ်ပစ်မယ်လို့ချင်းချောက်ခံလိုက်ရပါတယ်ဒီလောင်ရင်တွေကလွတ်မြောက်ဖို့ဆိုရင်ကိုယ့်ဘာသာပဲကြိုးစားရမယ်ဆိုတာသူမှနားလည်သွားပါတယ်နောက်ဆုံးမှာတော့အမေရိကမှာပညာသင်မှုတဲ့ဆိုင်ရှင်တယောက်နဲ့တွေ့ပြီးလူရွှတ်အဖွဲ့အစည်းတစ်ခုနဲ့ချိတ်ဆက်မိပါတယ်ဒေါ်လာ1000ပေးရင်လွတ်မြောက်အောင်ကူညီမယ်လို့ကမ်းလှမ်းခံလာပါတယ်အဲ့ဒီနေ့ကစပြီးဗတီကအရာအားလုံးကိုနားခန်းချင်းအောင်ရွတ်ပြီးအချင်းကိုစောင့်မိခဲ့ပါတယ်စစ်ပွဲတွေဖြစ်လာလို့ခရီးစဉ်တွေနောက်ကျခဲ့ပေမဲ့တနေ့မှာတော့သူမရဲ့ဖခင်နေမကောင်းနေတယ်ဆိုတဲ့သတင်းကြောင့်ခင်မွန်းဖြစ်သူကသူမတိတောင်ထဲကိုအမေရိကပြန်ဖို့ခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့သမီးလေးကိုတော့ထားခဲ့ရမှာပါသမီးလေးကိုဒီလိုနေရဲခန်းထဲမှာထားမခက်နိုင်တာကြောင့်ဗတီတယောက်အခွက်လေးကိုစောင့်ပြီးသမီးလေးနဲ့အတူထွက်ပြေးပါတော့တယ်ဒေဂန်တာတွေကိုဖျက်ကျော်ပြီးတူရကီနယ်စပ်ကိုရောက်ဖို့ခက်ခဲကြိုးစားခဲ့ရပါတယ်လမ်းမှာကူညီပေးတဲ့ကားဆရာကသူမရဲ့ပေးစံအိမ်နဲ့ passport ကိုတင်ထားလို့စိုးရင်ခဲ့ရပေမယ့်တကယ်လို့သူမကိုကာကွယ်ပေးချင်လို့တင်ထားပေးခဲ့တာပါနောက်ဆုံးမှာတော့တူရကီနိုင်ငံကအမေရိကန်တန်လွန်ကြီးကိုရောက်ရှိသွားပြီးလွတ်မောက်သွားခဲ့ပါတယ်ဒီဇလန်ကဖြစ်ရမှန်ကိုအခြေခံထားတာဖြစ်ပြီးနောက်ပိုင်းမှာဗတီကစာရေးတယောက်နဲ့ဟောပြောသူတယောက်ဖြစ်လာပြီးသူမလိုဒုက္ခရောက်နေတဲ့မျိုးသမီးတွေကိုကူညီပေးခဲ့ပါတယ်ခင်ဗျာ